အင်္ဂလန်အသင်းဟာခရိုအေးရှားနဲ့ပွဲတုန်းကလိုခြေစွမ်းမျိုးမပြနိုင်တော့ပဲဂါနာအသင်းနဲ့ဂိုးမရှိတရေကျသွားခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာဂိုးမသွင်းနိုင်ခဲ့တာကြောင့်အုပ်စု A ရဲ့ပထမနေရာကိုစောစောစီးစီးအပိုင်တွက်ခွင့်ရမယ့်အခွင့်အရေးကိုလည်းလက်လွတ်လိုက်ရပါတယ်။ပထမပိုင်းမှာအင်္ဂလန်အသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမဲ့ဂိုးရလောက်မဲ့အခွင့်အရေးမျိုးလုံးဝမဖန်တီးနိုင်ခဲ့ပါဘူး။ဒီဂလန်ရိုက်စ်ရဲ့ပြစ်ဒဏ်မောကန်ချက်ကဂိုးဘာအပေါ်ကျော်သွားခဲ့တယ်လို့ဟာရီကိန်းရဲ့ကန်ချက်ကလည်းပိတ်ဆို့ခံခဲ့ရလို့ပထမပိုင်းမှာဂိုးပေါက်တိမှုတစ်ကြိမ်မှမရှိခဲ့ပါဘူး။ဒုတိယပိုင်းမှာအန်တိုနီဂေါ်ဒွန်နဲ့ဟာရီကိန်းတို့ရဲ့ကန်ချက်တွေကြောင့်ဂိုးပေါက်တိမှုတွေရှိလာခဲ့ပေမဲ့ဂါနာဂိုးသမားအတွက်တော့တာမန်ကာလျန်ကကာကွယ်မှုတွေသာဖြစ်ခဲ့ပါတယ်။ပွဲကိုအပြောင်းလဲလုပ်ဖို့ဘူဂါယိုဆာဂါနဲ့မော်ဂန်ရော့ဂျိုက်တို့ကိုလူစားလဲထိတ်ခဲ့ပေမဲ့ထူးခြားမလာခဲ့ပါဘူး။ပွဲပြီးခါနီးနောက်ဆုံး9မိနစ်မှာတော့ပွဲကတကယ်စိတ်လှုပ်ရှားဖို့ကောင်းလာခဲ့ပါတယ်။ဆာဂါရဲ့ကန်ချက်ကိုဂါနာဂိုးသမားပုတ်ထုတ်နိုင်ခဲ့တယ်လို့နီဂိုအိုရိုင်လီရဲ့ခေါင်းတိုက်ချက်ကလည်းဂိုးဘာရန်ထိမှန်ခဲ့ပါတယ်။အဲ့ဒီကပြန်လျံထွက်လာတဲ့ဘောလုံးကိုဟာရီကိန်းကအဝေးကြီးကန်တင်ပစ်လိုက်တာကြောင့်အင်္ဂလန်တို့ဂိုးရမယ့်အခွင့်အရေးလွဲချော်ခဲ့ရပါတယ်။ဒီပွဲမှာအင်္ဂလန်ရဲ့အဓိကကစားသမားတွေတော်တော်လေးရုန်းကန်ခဲ့ရပါတယ်။အထူးသဖြင့်တိုက်စစ်မှုဟာရီကိန်းဟာအပိုင်ခွင့်ရေးတွေကိုလွဲချော်ပြီးခြေစွမ်းဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ဂျိုးဘလင်ဂန်နဲ့အန်တိုနီဂေါ်ဒွန်တို့လည်းဂါနာခန်စစ်ကိုမထိုးဖောက်နိုင်ပဲရုန်းကန်ခဲ့ရပါတယ်။လာမယ့်ပွဲမှာတော့ပနားမားနဲ့ရင်ဆိုင်ရမှာဖြစ်ရှုံးလို့မဖြစ်တယ်လို့တရေလဲကြလို့မဖြစ်တော့ပါဘူး။တစ်ဖက်မှာတိုယွန်ဒိုမှာအင်္ဂါနေ့ကရှင်ပြိုင်သွားတဲ့ကမ္ဘာဖလားပွဲစဉ်မှာတော့2022ခုနှစ်ရဲ့တတိယဆုရှင်ခရိုအေးရှားအသင်းဟာပနားမားကိုတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲခရိုအေးရှားတို့3ချိန်ဆက်တိုက်ကမ္ဘာဖလားဆီမီဖိုင်နယ်တက်ရောက်နိုင်မဲ့မျှော်လင့်ချက်ကိုဆက်လက်ထိန်းထားနိုင်ခဲ့တာဖြစ်ပြီးဒီဂိုးကိုတော့ဒုတိယပိုင်းမှာအန်ဒေဘူဒီမာကသွင်းယူပေးခဲ့တာပါ။အသက်34နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘူဒီမာဟာဒုတိယပိုင်းလူစားဝင်ကစားသမားအဖြစ်ကွင်းထဲရောက်လာပြီးနောက်ပွဲကစားချိန်54မိနစ်မှာဂျိုစစ်စတန်နီစီရဲ့ဖြတ်တင်ဘောကိုပိတ်သွင်းကခရိုအေးရှားအသင်းသမိုင်းတစ်လျှောက်ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးသွင်းယူနိုင်တဲ့အသက်အကြီးဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ပနားမားအသင်းကတော့ပထမပွဲမှာဂါနာကိုရှုံးနိမ့်ထားတာကြောင့်ဒီပွဲမှာသာထပ်ရှုံးရင်ပြိုင်ပွဲကနေထွက်ခွာရတော့မယ်ဆိုတာကိုသိထားတဲ့အတွက်ဖူဒီမဂိုးပြီးမှခြေပတ်ဂိုးရဖို့ချက်ချင်းပဲအားကုန်ရုံးခဲ့ပါတယ်။ဒါပေမဲ့လည်းမျောလင့်ထားတဲ့ခြေပတ်ဂိုးပေါ်ထွက်မလာခဲ့ပဲလာမယ့်စနေနေ့မှာကစားရမယ့်အင်္ဂလန်နဲ့ပွဲဟာသူတို့အတွက်နောက်ဆုံးကမ္ဘာဖလားပွဲစဉ်ဖြစ်လာတော့မှာပါ။ဂိုးပေးလိုက်ရပြီး15မိနစ်မပြည့်ခင်မှာတင်ပနားမားတို့အကောင်းဆုံးခြေပတ်ဂိုးရမယ့်အခွင့်အရေးကိုရရှိခဲ့ရမယ့်ခရိုအေးရှားဂိုးသမားဒိုမီနစ်လီဘာဂိုဘစ်ကနှစ်ကြိမ်ဆက်တိုက်လက်စွမ်းပြကာဝယ်သွားခဲ့တယ်လို့နောက်ဆက်တွဲထောင်ကန်မောကနေထွက်လာတဲ့ကန်ချက်ကိုလည်းဂိုးဘာပေါ်ကျော်အောင်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။အင်္ဂါနေ့အစောပိုင်းပွဲစဉ်မှာဂါနာနဲ့အင်္ဂလန်တို့တရေကျခဲ့တာကြောင့်သူတို့က4မှတ်စီရထားပြီးခရိုအေးရှားကတော့3မှတ်ရရှိထားပါတယ်။အင်္ဂလန်အနေနဲ့ပနားမားကိုနိုင်လိမ့်မယ်လို့တွက်ဆထားရင်ခရိုအေးရှားဟာဂါနာကိုအနိုင်ရယုံနဲ့အုပ်စုဒုတိယနေရာကိုတေချာပေါက်ရရှိမှာဖြစ်တယ်လို့တကယ်လို့တရေကျခဲ့ရင်တော့အကောင်းဆုံးအုပ်စု1အသင်းအဖြစ်နဲ့30နှစ်တင်းစင်ကိုတက်ရောက်နိုင်မဲ့အခွင့်အရေးအများကြီးရှိနေပါတယ်။